ဒီနေ့ကတော့ဒီမှာနာမည်ကြီးနေတဲ့ game ပါအဲ့ game ကိုကျွန်တော်ကျူဆော့ထားလို့တော်တော်မြန်နေပါတယ်စပီးကတော့125ထုတ်ပြီးပါတယ်အခုတော့တွားလိုက်ပါဦးမယ်အမအရမ်းမြန်လို့တော့ခုံရတာခက်တယ်ဒီနေရာမှာလည်းအခက်တွေ့တယ်ဗျာအဲ့လိုမျိုးပုံစံအခက်တွေ့တယ်ဗျာဒီညမှာဆိုတော့အခက်တွေ့တာအမကြည့်အထင်းလွန်သွားတယ်ဗျာမကြည့်ဖြစ်တဲ့အချိန်ထိလို့မရဘူးသူကဖူးဆိုဖက်ကနေအရှိကသွားသွားတာဗျာအဲ့လိုမျိုးမြန်တာမြန်အောင်ဆိုမကောင်းတော့ဒီမြန်ကလည်းမကောင်းဘူးဗျာအဲ့လောက်ကြီးကြကျွန်တော်လည်းမစော့တတ်တော့ဘူးဗျာအမကြည့်အချိန်မတင်လဲတည်တယ်တင်တော့လည်းတည်တယ်ဗျာအဲ့လိုမျိုးဖြစ်နေတာအဲ့ game ဆိုတာကျွန်တော်ပေါက်ကွဲတယ်ဗျာတဟာတလေဆိုဖုံးရိုက်ခွဲခြင်းစိတ်ပါပေါက်တယ်ဗျာအဲ့လိုဆိုကျွန်တော်မပြောတော့ဘူးရှိဝင်းပြောတော့တထွမ်းမယ်ဟာ呀，ဒီနေရာမှာဆိုတော့ခက်သွား拜拜，နောက်ဗီဒီယိုမှာပြန်တွေ့မယ်ကျွန်တော်လီယိုပါ